ဒါမျိုးရရင်တော့ဝင်ပြီးတိုက်ပလိုက်မှာပဲတိတ်ပလိုက်ပြီးမှဒီမြန်မာနိုင်ငံမှာအဖိနှိတ်ခံလူတွေကိုပြီးတော့တိုင်းရင်းသားတွေကိုဗာလွတ်မြောက်အောင်တခါတည်းကျွန်တော်တို့ကြိုးစားတော့မယ်တရုတ်ကကျွန်တော်တို့မပေးပါဘူးနော်ပေးမယ်ဆိုတော့ကျွန်တော်တို့ယူမှာပဲစမှာပဲနော်အဲ့ဒါကြောင့်ပြပါပြေရောဗျာပေးဖို့အတွက်ရောတရုတ်ရဲ့ထောက်ခံမှုပြရဖို့အတွက်ကြိုးစားဖို့ရှိလားပေးရောဘသူစီကမဆိုယူမှာပဲယူပြီးမှကျွန်တော်နေပြည်တော်ကိုရောက်တင်လိုက်မှာကြားတယ်နော်ပြီးရင်တခြားခင်ဗျားတို့ချင်းပြည်အတွက်ဒီဝီတိုရီယာတောင်ထိပ်မှာချင်းအလံကိုနှိမ့်တယ်အောင်ကျွန်တော်တို့အခုညီပေးမယ်အဲ့လိုရရင်အေးဘောဟုတ်ကောင်းပြီဗမာနိုင်ငံကြီးဒီလက်နက်ကန်လမ်းစဉ်ကဒီပြဿနာမဖြေရှင်းနိုင်ဘူးဗျာလုံးဝဖြေရှင်းလို့မရဘူးလို့ပြောနေကြတယ်ဒါမဲ့တကယ်အရှိတရားပဂတိတရားမှာရောတိုင်းရင်းသားအဖွဲ့အစည်းတွေလက်နက်တွေမကင်ဘူးဆိုရင်တော့ဘယ်လိုဖြစ်မလဲဥပမာဝါဆိုရင်တော့လက်နက်အင်အားတောင်းတင်လဲလူအင်အားလဲတောင်းတင်တော့ဒီဗမာတက်မတော်လည်းမထီရဲမကင်ရဲသူတို့ရဲ့ဩဇာအာဏာဘာမှအကျိုးတက်ရောက်မှုလည်းမရှိဘူးသူတို့ဒေတာမှာသူတို့နိုင်ငံဆိုရင်လည်းသူတို့ဒေတာမှာဆိုရင်လည်းအရန်ပြီးတော့ဖွံ့ဖြိုးတိုးတက်တွေ့ရတယ်သူတို့ကသူတို့ကိုပိုင်အောက်ချုပ်ခွင့်ရှိရစီမံခန့်ခွဲရှိလာတဲ့ချင်းကြတော့အများကြီးတိုးတက်တာကိုကျွန်တော်အနေနဲ့ဒီတက်ပုံတွေမှာဗီဒီယိုတွေမှာကျွန်တော်ကြည့်ဖြစ်ပါတယ်မူချို့နေဖြစ်ဘလို့တုံတက်ခြင်းလဲဒီဗမာရီအောက်ချုပ်တဲ့နေရာတိုင်းသားဒေတာဆိုရင်ဘာဖြစ်လို့ချင်းရင်းနေလာလဲနောက်ပြီးတော့တိုင်းသားနေမြေမှာသူတို့ကိုပိုင်အောက်ချုပ်ခွင့်ရတဲ့ဒေတာတွေကပို့ပြီးတော့တိုးတက်တာလဲဆိုတာမူချို့ရဲ့အမြင်လေးကိုကျွန်တော်သိချင်ပါတယ်မြန်မာနိုင်ငံမှာတိုင်းရင်းသားဒေသတွေကဗမာတွေနေတဲ့နေရာထက်အများကြီးခင်းနောက်ကြတယ်အဲ့ဒီချိန်မှာဒီတိုင်းရင်းသားတွေကဘာလို့နောက်ကြတယ်လဲဆိုတော့အပြစ်တင်တာပေါ့နော်ပြောတဲ့အချိန်မှာသူကပြောတယ်တိုင်းရင်းသားတွေကလက်နက်ကင်ပြီးတော်လန်နေတဲ့ပြည်တွင်းစစ်ဖြစ်နေတဲ့အတွက်ကြောင့်မို့လို့ဒီဒေသတွေကဘာမှဖွံ့ဖြိုးရေးမလုပ်နိုင်လို့ခင်းနောက်ကြကြပါတယ်ဆိုမှသူတို့ကအကြောင်းကြားချက်ပေးတယ်ဒါပေမဲ့အဲ့ဒီအကြောင်းကြားချက်ကရှင်းတဲ့ရခိုင်တက်ဆိုရင်တော့ယုံတန်းစကားပဲရှင်းပြည်ရခိုင်ပြည်နှစ်ပေါင်း40လောက်တနက်တန်ဆိုတစ်ချက်မှမထွက်ဘူးကျွန်တော်တို့မှာတော်လန်ရေးနာမည်ခံထားတဲ့အဖွဲ့အစည်းတွေတချို့တော့ရှိနေကြတာပေါ့ဒါပေမဲ့အဲ့ဒီအဖွဲ့အစည်းတွေအနေထားလဲဒီခြုံကိုတိုက်ဖို့တောင်အဆင်မပြေလောက်တဲ့အင်အားပဲဆိုတော့ဘာတိုက်ပွဲမှမရှိဘူးနှစ်ပေါင်း40 50ပေါ့ဒီလိုနေလိုက်တယ်ဒါပေမဲ့ကျွန်တော်တို့ဟာအစင်းရဲဆုံးဖြစ်သွားတယ်လမ်းလေးတလမ်းတော့မရှိဘူးချင်းအမျိုးသားတွေဆိုရင်တော့လင်းကွင်းလေးတခွင်းတော့မရှိလို့အခုမှပဲကိုထူကိုထားလုံနေရတဲ့အနေအထားဖြစ်တယ်ကျမ်းမာရေးအစအရာရာဂန္ဓပေါင်းစုံမှာကျွန်တော်တို့နောက်ကျကြံခဲ့တော့ပြည်တွင်းစစ်ကြောင့်မင်းတို့ပုံကန်နေလို့ခင်းနောက်ကျကြံခဲ့ပါတယ်ဆိုတဲ့စကားဟာကျွန်တော်တို့အတွက်အရင်ရင်လာစရာအကောင်းဆုံးအားကြီးတယ်အခုလည်းပဲကျွန်တော်တို့ကလက်နက်ကင်တော်လန်ရေးလာတော့မင်းတို့တော်လန်နေလို့ခင်းနောက်ကြတယ်ဆိုတဲ့စကားကိုအရှက်မရှိပြန်ပြောသေးတယ်ဗျာကျွန်တော်ဒီစကားကိုကြားတိုင်းမှာဘလို့တော့ပြောစရာစကားတော့မကြံတော့ဘူးလို့ဖြစ်သွားတယ်ဆိုတော့လက်နဲ့မရှိရင်ပူပြီးမှရှင်းရတယ်ဆိုတာကိုကျွန်တော်တို့ရဲ့ဘဝအတွေ့အကြုံနဲ့အသိဆုံးပဲရှင်းလို့မျိုးဆိုရင်ပူသိတဲ့နဲ့နောက်တစ်ခုဒီပြောရမယ်ဆိုရင်ပင်လုံစာချုပ်ကိစ္စကိုကျွန်တော်တခွန်းကိုကားပြီးပြောချင်တယ်ပင်လုံစာချုပ်ကိုချုပ်ပြီးမှဘာကြောင့်ဂတိမတည်သလဲပင်လုံစာချုပ်ချုပ်တဲ့အချိန်မှာသူလည်းအင်္ဂလိပ်ကျွန်းကိုလည်းအင်္ဂလိပ်ကျွန်းဖြစ်နေတယ်ဒန်းလူအခြေအနေအဲ့ဒီအခြေအနေမှာတော့ဒန်းလူရေလူဆိုတဲ့စကားတွေကိုမိုးမောအောင်ပြောပြီးမှသဘောတူခဲ့ကြတယ်ဒါပေမဲ့လွတ်လပ်ရေးရပြီးတဲ့အချိန်မှာသူကလက်နက်ကန်အင်အားတွေတောင့်တင်းတော်တဲ့အချိန်မှာကဲမပေးတော့ဘူးခင်ဗျဘာတက်နိုင်လဲပေးတော့ဘာတက်နိုင်ဒီကောကိုသူမတည်ဘူးဆိုတော့ဒီဂတိကိုတည်အောင်လုပ်ဖို့အတွက်ခင်ဗျားတို့လက်ထက်မှာဘာမှမရှိဘူးဒီတိုင်းကြည့်နေရုံပဲနှစ်ပေါင်း80လောက်ပင်လုံနဲ့မြေတယ်အခုတော့မှပင်လုံမြေတော့မဲ့ဒါမဲ့ဒီလိုမျိုးအနေထားကိုမမျော်လင့်နဲ့တော့ဘာကြောင့်လဲဆိုတော့လွန်ခဲ့တဲ့1940ခုမှာကိုယ့်အခြေအနေသူ့အခြေအနေကတိတ်မထူးခြားဘူးသူလက်ကြုံကိုလက်ကြုံသူလက်တက်တွေပါတယ်မရှိသေးဘူးဆိုတဲ့အနေထားမှာတော့ဒန်းတူအခုအနေထားမှာသူကကိုယ့်ထက်အစအရာတာတော့ပြီးဆိုတော့ကြာတနာမှာနောချမ်းတာရမယ့်အခြေအနေမှာခင်ဗျတန်းတူအခွင့်အရေးဆိုတာပါစက်ကပဲပြောလို့ရမယ်လက်မမရတော့ဘူးဒါကြောင့်လက်နက်ကင်အင်အားမရှိရင်ဘာဖြစ်တယ်ဆိုတာကိုပင်လုံလက်ပျောက်သွားပြီပြီးရင်ကျွန်တော်တို့နေ့90အဆင်းနှစ်ဖွဲ့ကလက်နက်အင်အားရှိတယ်ကျန်တဲ့10ဖွဲ့ကလက်နက်အင်အားမရှိဘူးဆိုတော့ရင်းချင်းရဲ့အတွက်ဒီတနိုင်ငံလုံးဆိုင်ရာစာချုပ်တစ်မျိုးတည်းမှာလက်မှတ်ထိုးတဲ့10ဖွဲ့မှာတော့မှ
လက်နဲ့အင်အားရှိတဲ့အဖွဲကိုဆက်ဆံတာနဲ့လက်နဲ့အင်အားမရှိတဲ့အဖွဲကိုဆက်ဆံတာနဲ့မတူဘူးမူတူစေဖို့အခန်းထဲကိုဝင်လာရင်မင်းအောင်လိုင်ကပြေးပြီးမှဖက်တယ်ချင်းကောင်းဆောင်ကိုပြေးပြီးမှမဖက်ဘူးဘာလို့လဲချင်းကအင်အားမရှိဘူးကြားတယ်နော်တွေ့ချင်ပါတယ်ဆိုရင်တလားနေလည်းမတွေ့ရဘူးအစည်းအဝေးကသူကဂီးမဆိုင်ဘူးခင်ဗျားတို့အင်အားမရှိဘူးလေလူရမဝင်ဘူးအင်အားမရှိဘူးတော့ကျွန်တော်ပြောခဲ့သလိုမျိုးNCA ထိုးတဲ့ထဲမှာတော့မှဒါမျိုးခွဲခြားဆက်ဆံခံရတယ်နော်အင်အားကြီးရင်တော့ NCA လည်းထိုးစရာမလိုဘူးစောစောပြောသလိုနေမကောင်းဖြစ်တာနဲ့ဆံပြုတ်ပြုတ်ပြီးမှကိုယ်တိုင်လာတိုက်လိုက်မယ်ဒါကြောင့်အင်အားဆိုတာဘာလဲအင်အားဆိုတာအဖြေပဲအင်အားမရှိရင်ခင်ဗျားတို့ဒီလူမျိုးရဲ့အနာဂတ်လည်းပျောက်သွားမယ်ဒါဟာအင်အားဆိုတဲ့ဟာဘလောက်အရေးကြီးတယ်ဆိုတာကိုကျွန်တော်ဒီလိုပဲလူတိုင်းနားလည်အောင်ဒီလိုပဲပြောချင်ပါတယ်ဟုတ်